လေးတယောက်ကဆိုရင်ကိုအောင်စီမှာစားပိတ်လိုက်အပ်တယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အကောက်ကအရင်တော့ကဆိုရင်စသားပွေတော့ကသူကတော့ဒီစသားကိုနှိုက်ပြီးတော့အဲ့ဒီမှာပေါ့နော်မြန်မာလို့ရွေးမိသွားတာဖြစ်တဲ့အတွက်ကြောင့်သူကလည်း CN ပွေတဲ့အချိန်မှာပျော်လွန်းစောနဲ့ဒီ CN set app ကိုနှိုက်လိုက်တဲ့ခါကျတော့ငကိုကမှဒီပင်းအောက်မှာမြန်မာ location ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ဘက်ကပေါ့နော်အဲ့လိုမျိုး set app ကိုနှိုက်လိုက်တဲ့ခါကျတော့သူလည်းပျော်တဲ့ဇောနဲ့နှိုက်တဲ့ခါကျတော့ဒီ CN set app ကတော့ဒီ ID တွေကိုပဲဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာ monetization ကချက်ချင်း limit ထိသွားတယ်ပေါ့နော်ဒါကြောင့်မို့သူကအဲ့လိုမျိုးဖြစ်သွားတဲ့ခါကျတော့ဘယ်လိုလောက်ရမှန်းမသိတဲ့ခါကျတော့ကိုအောင်ရဲ့ဗီဒီယိုကိုတွေ့ပြီးတော့ကိုအောင်စီမှာ survey လက်အပ်တယ်ကိုအောင်ကိုယုံကြည်တဲ့အနေနဲ့ပေါ့နော်လက်အပ်သွားတာဖြစ်တဲ့အတွက်ကြောင့်အခုဆိုရင်သူ့ရဲ့အကောက်က content monetization ကပြန်ပြီးတော့ active ဖြစ်ပြီးတော့ပတ်စံလဲစာဝင်နေပါပြီဒါကြောင့်မို့ကိုအောင်တို့ခဏပြောတယ်ကိုရဲ့အကောက်ကဒီစသားတွေပွေကြတော့က location နေရာမှာမြန်မာလို့ရွေးမိသွားလို့ရှင်လုံးဝ CN set app ပေါ်တဲ့အချိန်မှာလုံးဝမနှိုက်တင်ပါဘူးကိုအောင်တို့နားလဲတဲ့ဆရာတွေနဲ့တိုင်ပါကိုအောင်တို့နားလဲတဲ့ဆရာတွေနဲ့ပြပါဒါဆိုရင်ကိုရဲ့အကောက်ကလွယ်ကူနဲ့ပတ်စံရှာလို့ရမယ်တကယ်လို့ကိုအောင်တို့ကအဲ့လိုမျိုးပေါ့နော်ကိုကလည်းဘာမှနားမလဲဘူးကိုကလည်းဘာမှမသိဘူးအစတုန်းက location တွေမြန်မာထဲတာမိတာဖြစ်တဲ့အတွက်ကြောင့် CN set app ပေါ်တဲ့အချိန်မှာကိုအောင်တို့ဓာတ်ရိုက်နှိုက်တဲ့ခါကျတော့ဒီ CN ကြီးကသူကဒီ ID တွေကိုဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုး monetization limit တွေထိသွားတတ်တယ်ဒါကြောင့်မို့အခုဒီညီလေးကဆိုရင်တော့ပတ်စံလဲစာရနေပါပြီကိုအောင်ဘက်ကလည်းပင်အောင် ID အသစ်တွေပြန်ရှောက်ပေးလိုက်ပြီပြန်လောက်ပေးလိုက်ပြီအားလုံးအဆင်ပြေသွားတဲ့အကြောင်းလေးလည်းပြောချင်တာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့ creator အသစ်တွေအားလုံး CM ပဲအောင်စတားပဲအောင်ကိုအောင်တို့ဒီ ban နဲ့ပတ်သက်ပြီးတော့ဘာမှမလုပ်တတ်သေးဘူးဆိုရင်ကိုအောင်တို့က line မလုပ်တာအကောင်းဆုံးကိုအောင်စီမှာစားပေးလာအပ်တဲ့လူအများဆုံးကတော့နံပါတ်1အချက်နာမည်မှားတယ်နံပါတ်2အချက်မွေးတက်ရတွေမှားတယ်နံပါတ်3အချက်ကတော့ business တွေမှားကြတယ်ပေါ့နော်ဒါကြောင့်မို့ဒီနာမည်တွေမှားတာဆိုတာကိုအောင်တို့ဒီပင်အောင်အကြောင်းကိုနားမလဲလို့ပေါ့နော်သူကဆိုရင်တော့ let name ရှိမယ် middle name ရှိမယ် fat name ရှိမယ်အကောင်လုံးအဲ့ဒါတွေကိုကိုအောင်တို့ကနေရာချမတက်ဘူးဆိုရင်ကိုရဲ့နာမည်ကိုကိုအောင်တို့ထည့်တဲ့အချိန်မှာမထည့်တတ်ဘူးဆိုရင်နာမည်ပိုတာတွေနာမည်ယော့တာတွေအဲ့လိုမျိုးတွေဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့ပင်အောင်နဲ့ပတ်သက်လို့ရှိရင်ကိုအောင်တို့နားမလဲဘူးဆိုရင်မလောက်တာအကောင်းဆုံးပေါ့နော်တကယ်လို့ကိုအောင်တို့ကနားလဲခြင်းနဲ့တင်ယူခြင်းနဲ့ဆိုရင်ကိုအောင်ဖွေတာပေးတဲ့တင်တန်းမှာတင်ပြတာပေးတဲ့ဒီ let name တွေ fat name တွေ middle name တွေမြန်မာလိုမျိုးဆိုရင်ရှေ့နာမည်အလယ်နာမည်နောက်နာမည်ပေါ့နော်ကိုနာမည်ပဲနှလုံးရှိလဲပေါ့နော်ဟိုတင်တန်းထဲမှာဆိုရင်အဲ့လိုမျိုးအကုန်တင်ပြတာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်တို့မလောက်တတ်ဘူးအခုလိုမျိုးပေါ့နော်မမှားခြင်းဘူးကိုအောင်တို့လေးလာထားခြင်းနဲ့ဆိုရင်တင်တန်းမှာလေးလာလို့ရတယ်တကယ်လို့ကိုအောင်တို့ကစိတ်အေးလေးနဲ့ပဲပတ်စံရှာမယ်တာဝန်ယူမှုအပြည့်နဲ့လုပ်ပေးတဲ့ service ရှာနေတယ်ဆိုရင်တော့ကိုအောင်စီမှာလည်းလက်ခံပေးပါတယ် service အပ်လို့ရှိရင်လုံးဝ100ရာခိုင်နှုန်းတာဝန်ယူပေးတာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့ service အပ်ချင်တာအဖြစ်ကိုအောင်တို့ location မှားတာအဖြစ်ပင်အောင်အသစ်လိုက်ချင်တာအဖြစ်ကိုအောင်တို့အပ်ချင်တယ်ဆိုရင် CV ကနေတွားမေးလိုက်ပါအခုဆိုရင်ဒီညီလေးကလည်းပတ်စံစားရနေဖြစ်တဲ့အတွက်ကြောင့်ဒီညီလေးအတွက်လည်းဝမ်းသာပါတယ်အားလုံးပဲကိုအောင်တို့အမှားတွေမဖြစ်ဖို့အတွက်ပေါ့နော်နားလေတဲ့လူတွေနဲ့ပြမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကြောင့်မို့ဒီညီလေးလိုမျိုးပဲ location မှားတယ်ပင်အောင်မှားနေတယ်ဆိုရင် like ချင်တယ်ဆိုရင်တော့ကိုအောင်စီမှာ survey ပေးပါတယ်ကဲအသေးစိတ်သိချင်တယ်ဆိုရင်တော့ CV ကနေတွားမေးလိုက်ပါအားလုံးပဲအဆင်ပြေကြပါစေ